အားလုံးပဲမင်္ဂလာပါစပေါ်ဘက်ကနေကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းကတော့လက်ရှိချိန်မှာချက်စီးအသင်းရဲ့တောင်ပန်ကစားမဖြစ်တဲ့ Petronet ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပါပြီအာဆင်နယ်အသင်းကအစောပိုင်းတော့ဒီ Real Madrid အသင်းရဲ့ Brazil လယ်ပြီးတောင်ပန်ကစားသမားပေါ့နော် Vinicius Junior ကိုခေါ်ယူဖို့အတွက်အာဆင်နယ်ကစိတ်ဝင်စားတယ်ဒါပေမဲ့လည်း Vinicius Junior ကနောက်ဆုံးမှာဒီ Real Madrid အသင်းနဲ့ပဲစာချုပ်စံတန်တူဝိုင်းတော့ကြောင့်မလို့အာဆင်နယ်အသင်းကတူတူတေးလိုအပ်နေတဲ့တောင်ပန်အဆင့်နေရာအတွက်တောင်ပန်ကစားမကိုလက်ရှိချိန်မှာရှာဖွေနေတဲ့အချိန်မှာချက်စီးအသင်းရဲ့ Portuguese လယ်ပြီးတောင်ပန်ကစားမဖြစ်တဲ့ Petronet ကိုလက်ရှိချိန်မှာခေါ်ယူဖို့အတွက်မျက်စိကျနေတာဖြစ်ပါတယ်ချက်စီးအသင်းကတော့ Petronet ကိုရောင်းချလို့တဲ့စံနာမရှိဘူးဒါပေမဲ့လည်းသူတို့အသင်းလိုချင်တဲ့ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်တန်း80ကိုတော့အာဆင်နယ်အသင်းကကမ်းလှမ်းမယ်ဆိုရင်တော့ချက်စီးအသင်းကအစူပါကမ်းလှမ်းချက်ကိုလက်ခံစဉ်းစားတော့ပဲရှိရဆိုပြီးတော့သတင်းတွေတက်နေတယ်ဒါအပြင်အာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံလူအဖြစ်ခေါ်ကျွန်တော်ကွင်းလယ်အဖြစ်မှာကစားနိုင်တဲ့အသက်16နှစ်နဲ့ Luis Skelly ကတော့ချက်စီးအသင်းနဲ့မချာယူတဲ့အသင်းတို့ကိုသူ့အနေနဲ့ဒီခေါ်ယူနိုင်တယ်ဆိုပြီးတော့ကမ်းလှမ်းထားတယ်ဆိုပြီးတော့သတင်းတွေကတော့တက်နေတာတွေ့ရတယ် Luis Skelly ကအာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားမတစ်ဖြစ်တဲ့ Bruno Guimaraes အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့တာကြောင့်ပွဲတော်ခွင့်တနေရာအတွက်မတေချာတော့တဲ့အချိန်မှာတော့လက်ရှိချိန်မှာသူ့အနေနဲ့သူ့ကိုကာလာရှိချာစိတ်ဝင်စားနေတဲ့ချက်စီးအသင်းနဲ့မချာယူတဲ့အသင်းတို့ကိုသူ့အနေနဲ့ပြန်လည်ပြီးတော့ကမ်းလှမ်းတာဖြစ်ပါတယ်သူ့ကိုခေါ်ချင်ခေါ်နေဆိုပြီးတော့သတင်းတွေဒီမျိုးကမ်းလှမ်းရတယ်ဆိုပြီးတော့သိရှိရပါတယ်ဒါပြင်ချက်ချင်းတင်းကအသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့လီယန်ဒီလက်ကိုတော့လက်ရှိချိန်မှာရောင်းချဖို့အတွက်ပြင်ဆင်နေတယ်လီယန်ဒီလက်ကိုချက်ချင်းတင်းဒီရရှိလို့တဲ့ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း90ဖြစ်ပါတယ်ချက်ချင်းတင်းကလီယန်ဒီလက်ကိုပြီးခဲ့တဲ့နှစ်လုံးကအချိန်ပေးခဲ့ပြီးမယ်လေဒီနှစ်မှာတော့လီယန်ဒီလက်ကိုအချိန်မပေးတော့ဘဲနဲ့သူတို့လိုချင်တဲ့ပြောင်းရွှေ့ကြီးပေါင်တန်း90တော့မှအဲ့90အောင်နေတဲ့ပမာဏတစ်ခုရရင်တော့မှလီယန်ဒီလက်ကိုရောင်းချသွားမယ်ဆိုပြီးတော့သတင်းတွေကသိရပါတယ်လီယန်ဒီလက်ကိုကျင်းနေပါတယ်ပေါင်တန်း90ကတော့ဘယ်အသင်းမှပေးမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းသူချက်ချင်းတင်းကတော့သူတို့အသင်းရဲ့ကစားမဖြစ်တဲ့ကြောင့်မလို့ဒါသူတို့ဈေးခေါ်ပိုင်ခွင့်တော့ရှိရပေါ့နော်ပေးတာမပေးတာကတော့သူတို့အပိုင်းချက်ချင်းတင်းကတော့ပေါင်တန်း90လီယန်ဒီလက်အတွက်ဈေးခေါ်ထားပါတယ်ဒီနေ့မှာတော့ဒီ Petronet ကိုအာဆင်နယ်အသင်းကစိတ်ဝင်စားနေတဲ့ချက်စီကပေါင်တန်း80ရရင်ရောက်မယ်ဒါအပြင်အာဆင်နယ်အသင်းရဲ့နောက်ခံသမားနဲ့ကွင်းလင်ကစားမနှစ်နေရာလုံးကစားနိုင်တဲ့ Luis Skelly ကိုတော့ဒီ Luis Skelly ကတော့เนาะဒီ Chelsea တင်နဲ့မချန်ယူတဲ့အသင်းတို့ကိုဒီပြန်လည်ပြီးတော့ကန်လန်ထားတယ်ဒါအပြင် Chelsea တင်ကသူတို့အသင်းတိုက်စုံဖြစ်တဲ့ Lian ဒီလက်ကိုတော့ပေါင်တန်း90ဈေးသက်မှတ်ထားရဲဆိုတဲ့အကြောင်းကိုဒီနေ့မှာကျွန်တော်တို့ဒီဖော်ပြထားတဲ့သတင်းတွေကသိရှိရပါတယ်ခင်ဗျ။ Okay ဒီနေ့ရဲ့ transfer သတင်းကတော့ဒီလောက်ပါပဲ။ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။